ကျွန်တော်တို့မြန်မာနိုင်ငံမှာဘယ်သွားသွားဘယ်မျိုးရောက်ရောက်အမြဲတမ်းရှိနေတာပါလေဟုတ်တယ်လက်ဖက်ရည်ဆိုင်ဒါပေမဲ့ဒီဆိုင်တွေထဲမှာကျွန်တော်တို့အားလုံးလက်ခံထားပြီးသားဒါပေမဲ့တိတ်မတွေးမိတဲ့ထူးခြားချက်တစ်ခုရှိတယ်ဗျအဲ့ဒါကတော့စားပြီးမှရှင်းတဲ့စနစ်ပါခမားစပွဲပေါ်မှာအီကြာကွေး၅ခုတင်ထားမယ်ခမား2ခုစားလိုက်တယ်ပတ်စံရှင်းခါနီးကြမှာစပွဲထိုးလေးကိုညီလေးအီကြာကွေး2ခုစားတယ်လို့ပြောလိုက်ရုံပဲဘသူကမှလာစစ်မနေဘူးဒါကတာမန်ပဲလို့ထင်ရပေမဲ့တကယ်တော့ဒါဟာလူမှုရေးယုံကြည်မှုရဲ့အမြင့်ဆုံးအဆင့်ပဲဆိုင်ရှင်ကစားသုံးသူကိုယုံတယ်စားသုံးသူကလည်းကိုစားတဲ့လောက်ပဲရိုးရိုးသားသားပြန်ပြောမယ်ဆိုတာနှစ်ဖက်လုံးကမပြောဘဲသဘောတူထားကြတာတခြားနိုင်ငံအတော်များများမှာအစားအစာတစ်ခုကိုအရင်ပေးချေရတယ်ဒါမှမဟုတ်တိတိကျကျစည်ရင်းလုပ်ထားတတ်ကြတယ်ကျွန်တော်တို့စီမှာတော့အဲ့ဒီစားပြီးမှရိုးရိုးသားသားပြောကြေးဆိုတဲ့အလေးထားကသွေးရဲသားတဲ့အထိရှိနေတာပါဒီရင်ကျေးမှုလေးကိုခမားသတိထားမိဘူးလားခမားရောဒီနေ့အီကြာကွေးဘယ်နှခုစားခဲ့လဲ